airdrop ပဲကောက်ချင်တယ်ကျန်တာဘာမှမလုပ်ချင်ဘူးဆိုတဲ့ညီကိုတို့အတွက် Binance ကနေပြီးတော့အသင်းမိတ်ဆက်လာတဲ့ Alpha Point ရှိပါတယ်အဲ့ဒီ Alpha Point မှာပါဝင်ခြင်းအဖြစ် airdrop token တွေရရှိမှာဖြစ်ပါတယ် Alpha Point မှာဘယ်လိုမျိုးပါဝင်ပြီးတော့ airdrop token တွေဘယ်လိုမျိုးယူရမလဲဆိုတာတစ်ချက်ကြည့်ရအောင်ပါ Alpha Point ဆိုတာက Binance ကနေပြီးတော့အသင်းမိတ်ဆက်လာတဲ့ point ဒီပေါ်မှာအခြေခံပြီးတော့ airdrop ပေးမယ် event လေးတစ်ခုပဲဖြစ်ပါတယ်ဒီအောက်မှာက Alpha Point ရဲ့အကြောင်းကိုအသေးစိတ်ရေးထားပါတယ်ကျွန်တော်ကတော့စာမဖတ်တော့ဘူးပေါ့နော်ဒီကြိုင်လေးပဲပြောပြပေးလိုက်ပါမယ်အပေါ်မှာမြင်တွေ့နေရတဲ့45ကကျွန်တော်ရရှိထားတဲ့အမှတ်ပဲဖြစ်ပါတယ်အဲ့ဒီအမှတ်ကများများရလေကျွန်တော် airdrop များများရရှိလေပဲဖြစ်ပါတယ် airdrop ကိုကဘယ်နေရာကနေပေးတာလဲဆိုတော့အပေါ်မှာ Alpha Point ရဲ့နေပြီးမှာ Alpha airdrop ဆိုပြီးရှိပါတယ်ဒါကိုနေကြည့်ပါဒီအောက်မှာပထမတစ်ခုက STER ဖြစ်ပါတယ်နောက်တစ်ခုကREX ဖြစ်ပါတယ်နောက်တစ်ခုက NXPC ဖြစ်ပါတယ် NXPC ကဟိုတနေ့က listing လောက်သွားခဲ့တဲ့တိုကီပဲဖြစ်ပါတယ်သူ့အတွက်ဆိုလို့ရှိရင် minimum အနေနဲ့ Alpha Point အနည်းဆုံးလိုအပ်တဲ့ပမာဏက189ခုဖြစ်ပါတယ်အခုကျွန်တော်မှရှိတာက45ပဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် airdrop မှာ eligible မဖြစ်လိုက်ပါဘူးဟဲ့တနည်းဆိုတော့မရလိုက်ဘူးပေါ့နော်အပေါ်ဆုံးမှာဆိုလို့ရှိရင်194ဖြစ်ပါတယ်ဒီအောက်မှာက REX က196ဖြစ်ပါတယ်အဲ့တော့အမတ်တွေကများများရမှသာလေ airdrop များများရပါမယ်ပေါ့နော်ဒီအပေါ်မှာဆိုရင်တကယ်လို့ဒါကျွန်တော်ကအမတ်တွေ194ခုရှိလာခဲ့မယ်ဆိုရင်တော့ကကျွန်တော် airdrop eligible ဖြစ်ပါမယ်ပေါ့နော်ဒီအောက်မှာ claim လုပ်လို့ရမယ့်ရက်က22နာရီ5မိနစ်နဲ့39စက္ကန့်စသဖြင့်ဒီလောက်ပမာဏကြံပါသေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မှာကအဲ့လောက်194ခုမရှိတာဖြစ်တဲ့အတွက်ကျွန်တော်မရလိုက်ပါဘူးကျွန်တော်မှာ45ခုပဲရှိပါတယ်အဲ့ဒီတော့ဒီ point တွေများများရအောင်ဘယ်လိုလုပ်ရမလဲပေါ့ကြည့်ကြည့်အောင်သူ့မှာ rules က2ခုရှိပါတယ်ပထမတစ်ခုနဲ့ဒုတိယတစ်ခုပါပထမတစ်ခုက balance ပါအဲ့ဒီ balance မှာဒေါ်လာ100ကနေပြီးတော့ဒေါ်လာ1000ကင်ထားမယ်ဆိုလို့ရှိရင်တ point ရမှာကျွန်တော်ရဲ့ဒီ spot account ထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Binance wallet ထဲမှာနောက်တစ်ခုကဒေါ်လာ1000ကနေပြီးတော့ဒေါ်လာ1000ကင်ထားမယ်ဆိုရင်2 point ရမှာနောက်တစ်ခုကဒေါ်လာ1000ကနေပြီးတော့ဒေါ်လာ3သိန်းအထိကင်ထားမယ်ဆိုလို့ရှိရင်တော့3 point ရမှာနောက်တစ်ခုကဒေါ်လာ3သိန်းရဲ့အပေါ်ဘက်ကိုကင်ထားခဲ့မယ်ဆိုလို့ရှိရင်4 point ရမှာဒါကတော့အ point တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကိုပေးသွားတယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ဒီမှာ balance က1.428ဒီပမာဏရှိတယ်ဗျာဒီပမာဏရှိတော့ကျွန်တော်ရှိမဲ့ point က3 point ရလိုက်တယ်ကျွန်တော်ကဒီပမာဏမှာရှိလို့နေเนาะ1000ကနေပြီးတော့3သိန်းကြားမှာကျွန်တော်မှာရှိတာဆိုကျွန်တော်က3 point ရလိုက်တာဒါပထမတစ်ခုပေါ့ဗျာဒါတရက်ကိုရမဲ့ point တွေပြောတာเนาะ2ရက်ဆိုလို့ရှိရင်တော့2ခါရမှာပေါ့ဗျာနောက်တစ်ခုက volume point အဲ့ဒီ volume point က Binance မှာဒီ listing လောက်ထားတဲ့တိုကီတွေရှိတယ်ပေါ့နော်အဲ့ဒီတိုကီတွေကိုတွားပြီးတော့ trade လုပ်တယ်ဆိုလို့ရှိရင်ဒီ point တွေရရှိမှာကိုက$ဖိုး trade လိုက်တယ်ဆိုလို့ရှိရင်တော့1 point ရရှိမှာကိုက$4ဖိုး trade လိုက်တယ်เนาะဒီမှာ$4ဖိုး$4ဖိုး trade လိုက်တယ်ဆိုလို့ရှိရင်တော့2 point ရရှိမှာကိုက$8ဖိုး trade လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ3 point ရရှိမှာဆိုတော့အောက်သူကနဆစီဒီမှာတိုးလာတယ်ပေါ့နော်အောက်ဆုံးဆိုလို့ရှိရင်တော့910နဲ့ရှိတယ်ဆိုတော့ဒီမှာတချို့တွေမေးတာကပေါ့နော်910ကိုတစ်ခါ trade လိုက်တော့9 point ရတယ် okay ဟုတ်ပြီဆိုတော့အဲ့ဒါကိုမှ928ကိုနှစ်ခါ trade တော့ဒီမှာရရှိတဲ့အမတ်က9 point ဆိုတော့9နဲ့18 point မရဘူးလားဆိုလို့ရှိရင်မရဘူးဘာလို့မရတာလဲဆိုတော့သူကဒီမှာနဆစီလာတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်လို့ဒါပေါ့နော်ဒီအောက်က918ကိုနှစ်ခါ trade ပြီးတော့ trade လိုက်ရင်လည်းသူကနှစ်ဆပဲတက်သွားမှာဒီအတွက်ကြောင့်point က9 point ကနေ18 point ရမှာမဟုတ်ပဲနဲ့10 point ပဲရမှာဘာလို့လဲဆိုတော့ဒီမှာကြည့်လိုက်ဒီမှာ तू ကနှစ်ဆတက်သွားတိုင်းမှာ1 point ပဲဒိုးသွားတာเนาะအဲ့တော့ဒါလေးတစ်ချက်တော့ရှိပါတယ်အဲ့ဒါလေးကိုတော့တတိထားပါတော့ဒါကတော့တချို့တွေမင်းနေကြလို့เนาะပြောပြပေးလိုက်တာပါဆိုတော့ဒီမှာကျွန်တော် point တွေ holding လောက် sorry token တွေ holding လောက်ထားတော့ပေါ့เนาะကျွန်တော်ဒီပမာဏ point တွေရရှိပါတယ်ပေါ့နော် okay ဆိုတော့ပထမတစ်ခုက balance ပေါ်မှာမူတည်ပြီးတော့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ wallet ထဲမှာပတ်စံရတော့ရှိမှရမှာဒါမှ point တွေရမှာဒါတော့တစ်ချက်ပေါ့နော်ဒါကတော့တခြားပြဖို့အတွက်ကနီလန်မရှိဘူးအဲ့ဒီမှာနောက်တစ်ချက်အနေနဲ့ကပေါ့နော်ဒီ point တွေအဲ့ဒီ point တွေက15ရက်အတွင်းထက်က point တွေပဲရမှာ15ရက်ပြပက point တွေကမရဘူးဥပမာအနေနဲ့ဆိုပါစို့မေလ1ရက်နေ့ကနေပြီးတော့မေလ15ရက်နေ့အတွင်းကျွန်တော်ရရှိလာတဲ့ point က45 point ဖြစ်တယ်ဆိုတော့နောက်တစ်ရက်ထပ်ကူသွားတယ်ဆိုပါစို့မေလ16ရက်နေ့ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်အခုဒီ point ကမေလ1ရက်နေ့ကနေပြီး15ရက်နေ့အတွင်းပဲယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတကယ်ပြီးသွားပြီအဲ့တော့မေလ16ရက်နေ့ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီမေလ16ရက်နေ့ကနေပြီးတော့ရှေ့ကိုသူကပြန်ရေးလိုက်တာ
16 15 14 13 17ပေါ့ဒါဆိုလို့ရှိရင်မီလာတရက်နေ့ date ကမပါတော့ date အတွက်ကဒီ point တွေရော့သွားမှာနောက်တစ်ခုမေလ18ရက်နေ့ဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီ16ကနေပြီးတော့အရှိကိုပြန်ရေးမှာ16 16 15 14 13 17ဒါဆိုလို့ရှိရင်တရက်နဲ့2ရက်နေ့အတွက်ကမပါတော့ဘူးပေါ့နော်ကျန်တဲ့ရက်တွေအတွက်ကတော့ပါလိုက်မယ်ဒီအတိုင်းလေးသူကဒီမှာ point လေးတွေပေးတာဖြစ်ပါတယ်ဆိုတော့ point တွေကဒီလိုလေးရပါတယ်မနော်ကိုကဒီအောက်မှာ point တွေကအများကြီးရနေပေမဲ့သူကဒီ date တွေပုံမှာမူတည်ပြီးတော့တွက်သွားတယ်ပြီးတော့ဒီ alpha point တွေကလည်းပဲကျွန်တော်တို့အမတ်တွေများများရနေတဲ့အချိန်မပေါ်လာဘူးဆိုလို့ရှိရင်တော့ဒါတော့တပိုင်းပေါ့နော်ဆိုတော့ဒါလေးတွေရှိပါတယ်ဆိုတော့ကဒီအောက်မှာရှိတဲ့ဒီ volume point တွေတိုးလာအောင်ဘယ်လိုလုပ်ရမလဲဒါချစ်ကြည့်အောင်ဆိုတော့ကျွန်တော်ပြန်ထွက်မယ်ပြန်ထွက်အောင်မယ်ကွာနော်ဒီအပေါ်ကိုရောက်လာတယ်ဆိုလို့ရှိရင်ဒီအပေါ်မှာ free break တို့နော်ဒီအပေါ်မှာ free break တို့ hot တို့ alpha ဘာညာကွီကွာတွေရှိတယ်ကျွန်တော် hot ရဲ့နဘေးမှာရှိတဲ့ alpha ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကပထမဆက်တစ်ခုကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုဒါလေးရလာမယ်ဒါလေးရလာတော့ကတွေ့လားနော်သူကဈေးကကစားတာကွာလက်ခွန်းနဲ့မှာအဲ့တော့ဒီ trade ကိုလည်းကျွန်တော်နှိပ်လိုက်မှာtrade ကိုနှိပ်မယ်နှိပ်ပြီးတော့ကသူဒီမှာပေါ့နော်ဘယ်လောက်ကနေ trade လို့ရတယ်လဲဆိုတော့$4မရအောင်သူက$5ကနေပြီးတော့မှ trade လို့ရတာဆိုတော့ကျွန်တော်မှာ$5ရှိလားဆိုလို့ရှင်တော့မရှိဘူးပဲဆိုပါစို့ပေါ့ကွယ်လူကလည်းဆင်းရဲတာကွာဈေးကြတော့လူကမွဲနေပြီဆိုတော့ကျွန်တော် assets တဲကိုသွားလိုက်မယ်သွားပြီးတော့ spot ထဲမှာကျွန်တော်မှာကဒီမှာ$5ပဲရှိတာအဆင်မပြေဘူးပေါ့နော်ဒါကြောင့် earn ထဲကိုသွားမယ်ဒီမှာ USDC ရှိတယ်coin တော့ကြိုက်တာလုပ်လို့ရတယ်နော် USDT USDC FDUSD ဘာညာအကုန်ရတယ်ကျွန်တော်ဒီမှာ$5ဖို့တော့ကျွန်တော်ပြောင်းလိုက်မယ်နော် spot wallet ထဲကိုကျွန်တော်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါ10ဖြစ်သွားအောင်10ဖြစ်သွားတော့ကျွန်တော် home ကိုပြန်သွားမယ်ပြီးတော့ပုံမှန်ရှိတဲ့ alpha ကနေဒီHDER ကိုကျွန်တော်နှိပ်လိုက်မယ် okay နှိပ်ပြီးဒီအောက်မှာရှိတဲ့ trade ကိုထပ်ပြီးတော့နှိပ်ပါမယ် okay နှိပ်ပြီးတော့ကကျွန်တော်$5ဖို့ဝယ်လိုက်မယ်5ကွာအများကြီးလည်းမဝယ်ရဘူးเนาะသူဟာတွေကဘာကြီးမှလည်းမသိဆိုတော့ဒါလေးဝယ်လိုက်တယ်ဝယ်ပြီးသွားတော့ကျွန်တော် place order ကိုကျွန်တော်နှိပ်မယ်ရော့အဲ့ဒီတော့ကျွန်တော်ရရှိမဲ့ point ကဒီမှာ18 point ကျွန်တော်ရရှိပါဒေါ်လာတော့ဒီလောက်ပမာဏပေါ့ဗျာဒီမှာ fee အနေနဲ့ကတော့0 fee เนาะ fee က0 fee trading fee က0လို့ပြောတယ်ဒီမှာ network fee ကတော့$0.08ရှိတယ်เนาะ slip pin ကတော့ web point fixed ပေါ့ဗျာထားပါတော့ okay ကျွန်တော်ဒီမှာ reload ဖြစ်သွားတော့ reload ပြန်လုပ်လိုက်မယ် okay call fan ကိုနှိပ်မယ်ကွာဒါဆိုလို့ရှိရင်ခဏစောင့်မယ်ပြီးတော့ order created ဖြစ်သွားပြီအဲ့တော့အပေါ်မှာ alpha bind order fade ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါအောင်မြင်သွားပါပြီတဲ့အဲ့ဒီတော့ကကျွန်တော်ဒီ holding ထဲကိုသွားကြည့်မယ် open order ရဲ့နေပေးမှာ holding ဆိုပြီးတော့ရှိတယ်ဒါကိုကြည့်လိုက်တဲ့အခါကျကျွန်တော်မှာက36 point ရှိတယ် okay ဆိုတော့ကျွန်တော်ဝယ်လိုက်တာက$5ဖို့ဝယ်လိုက်တာနော်အဲ့တော့$5ဖို့ဝယ်လိုက်တာဖြစ်တဲ့အတွက်သူက$2ဖို့ဝယ်တယ်ဆိုရင်1.2မှာအခုကျွန်တော်$5ဖို့ဝယ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူကနင်းနဲ့စားဆိုတော့$4ထဲဝယ်သွားပြီเนาะ$4ထဲဝယ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်2 point ရမှာအဲ့တော့ဝယ်ထားတဲ့ history တွေကိုကသူဘေးမှာရှိတယ်ဒီနိုင်ပုတ်လေးနဲ့ကွာဒါလေးနေလိုက်လို့ရတယ်ပြီးသွားရင်ဒီမှာ order history ပေါ့ဟုတ်ဘူးဟာ trade history ပေါ့ဘယ်မှာတော့data လည်းလင့်နေရလားမသိထားပါတော့ပေါ့နော်ဒါကိုနှိပ်ပြီးတော့ဒီမှာလာကြည့်လို့ရနော်နှိပ်လိုက်နော်ဒီကောင်နှိပ်လိုက်ဒီကောင်နှိပ်ပြီးတော့လာကြည့်လို့ရတယ်ဒီမှာဆိုရင်ဘိုင်မှာကျွန်တော်ဘယ်လောက်ဝယ်ထားလဲဘယ်လောက်$ဖို့ဝယ်ထားလဲပေါ့နော်နှိပ်ကြည့်ပြီးတော့ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်$5ဖို့ဝယ်ထားတဲ့ USDC $5ဖို့ဒီအောက်ကတစ်ခုကိုလည်းပဲ USDC $5ဖို့ကျွန်တော်ဝယ်ထားလိုက်တယ်အဲ့တော့ကျွန်တော်စုစုပေါင်းဝယ်တာက$10ဖို့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ပြန်သွားကြည့်ဖို့လိုအပ်တယ်ဘယ်လိုပြန်သွားကြည့်ရမလဲဆိုတော့ဒီမှာမိုးဆိုတဲ့အားလေးရှိတယ်ဒီမိုးကိုနှိပ်လိုက်နှိပ်ပြီးတော့ကဒီအောက်မှာcommon function တို့ campaign တို့ trade တို့ပြီးတော့ earn finance ပြီး information အဲ့တော့ information ကိုနှိပ်ကြည့်ပါပြီးတော့ဒီအောက်က alpha event ဆိုပြီးတော့ရှိပါတယ်ဒီကောက်ထပ်ပြီးတော့နှိပ်ကြည့်မယ်နှိပ်ပြီးတော့ကဒီနားကိုရောက်လာခဲ့မယ်ဒီနားကိုရောက်လာခဲ့တယ်ဆိုရင်ဒီအောက်မှာdaily point breakout ပေါ့နော်ကျွန်တော်ခုနလောက်လိုက်တော့ဒီမှာသူက update တော့မဖြစ်သေးဘူးဒီမှာthe previous data ကလည်းဝယ်ပြီးလိမ့်မယ်ပေါ့နော် update before 73နာရီအဲ့တော့ UTC 73နာရီမတိုင်ခင်ပေါ့နော်
နော်သူက update ဖြစ်မယ်လို့ပြောတာအခုဒီမှာပြထားတဲ့ data နောက်တစ်ရက်မှကျွန်တော်ကြည့်လို့ရမှာထင်တယ်ထားပါတော့ပေါ့နော်အဲ့တော့ဒီပြီးရသူ point တွေတိုးလာလိမ့်မယ်နော် point တွေတိုးလာတဲ့ခါကျဒီအောက်မှာကျွန်တော် point ဘယ်နှ point ရရှိထားတာလဲဆိုတာကိုပြောပြလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ဒီခြားတာတော့မနေ့ပြန်လောက်မှသူ point တွေဟိုဒီဘက်မှာပြန်ပြီးတော့တိုးနေလိမ့်မယ်ဒီလိုမျိုးနည်းနဲ့ကျွန်တော်ဒီကောင်လေးတွေရပါမယ်ပေါ့နော်ပြီးတော့သူ့ရဲ့နေဘေးမှာ TGE ဆိုတဲ့ဟာလေးရှိတယ် TGE ကိုနေလိုက်ဒါဆိုလို့ရှိရင် Binance ရဲ့ wallet တွေကိုရောက်လာလိမ့်မယ်နော်ဒီဘက်ကိုရောက်လာတဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ airdrop တွေလည်းပဲကိုယ်အနေနဲ့ပါဝင်မယ်ဆိုလို့ရှိရင်လည်းပဲပါဝင်လို့ရပါတယ်ပေါ့ဗျာဒါတော့ဟိုဟာလေးနဲ့တော့တိတ်မဆိုင်တော့ဘူးထင်တယ်ပဲနော်အဓိကကတော့ကျွန်တော်ဒီ alpha ဒါလေးပေါ့နော်ဒီဘေးမှာ completion ဆိုတာကပြီးသွားတဲ့ဟာလေးတွေပေါ့ဗျာနော်ပြီးသွားတဲ့ဟာလေးဒီအောက်မှာပြထားတယ် alpha point မှာကလည်းဒီအောက်က not eligible တို့နော်ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကမရတော့ပါဘူးအပေါ်ဆုံးကတခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာ countdown လေးတော့စနေသေးတယ်ဒါ point တွေထပ်ပြီးတော့တိုးမယ်ဆိုလို့ရှိရင်တော့ရတယ်နော်ဒါတော့တစ်ချက်ပေါ့အဲ့တော့ဒီ alpha android ကနေပြီးတော့ point တွေရဖို့အတွက်ကကျွန်တော်ဒီစူးစမ်းမှပဲအစီအပြေလိုက်မယ်ပေါ့နော် point တွေများများလုံးများ trade ပေါ့ဗျာနော်အဲ့ဒါလေးမျိုးပဲအစီအပြေလိုက်မယ်ပြီးတော့ဒီ upper မှာကဒါတော့ကျွန်တော်တို့ရဲ့ UID ပေါ့ဗျာနောက်ပိုင်းကြားနေဆိုလို့ရှိရင်ကျွန်တော်တခုကြားထားတာကပေါ့နော်အကယ်၍ပေါ့ဗျာဒီမှာ point တွေကတချို့တွေကမီးချင်းမှလည်းမီးမှာမမီးချင်းလည်းမမီဘူးနော်မမီတဲ့သူတွေအတွက်ကသူဒီမှာပေါ့ဗျာ point တွေကနောက်ဆုံး9နဲ့ပဲဆုံးနေတယ်ပဲဆိုပါစို့နော်9နဲ့ဆုံးနေတယ်ဆိုလို့ရှိရင်ဒီ alpha airdrop မှာနောက်ဆုံးတစ်ခုကဒီနေရာမှာ9နဲ့ဆုံးတဲ့ကနေပေါ့ဥမာဆိုပါစို့ဒီ IED မှာဆိုလို့ရှိရင်ကျွန်တော် IED မှာဆိုလို့ရှိရင်နေရ9ဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့alpha point နောက်ဆုံးဆုတ်တဲ့ကနေက9ဖြစ်တဲ့အတွက်ကြောင့်ပေါ့အဲ့လိုမျိုးပေါ့နော်မဲဖောက်ပေးတဲ့အစီအစဉ်တွေလည်းရှိမယ်လို့ကျွန်တော်တို့ကြားထားတယ် okay ဆိုတော့ဒါကတော့ alpha point နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတဲ့ information တွေကိုမျှဝေပေးခဲ့ခြင်းပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့အတွက်က airdrop ရချင်တယ်ဆိုတော့ရှင် alpha ဒါလေးတွေကိုများများလုပ်ဖို့တော့လိုအပ်ပါတယ်ပေါ့နော်အဲ့တော့ share video မှာရှေ့ဒီကောင်လေးကျွန်တော်ဗီဒီယိုမလုပ်ခဲ့တော့ကျွန်တော်ရဲ့ community ထဲမှာတချို့သူတွေ alpha airdrop လေးတွေရတယ်တချို့သူတွေကလည်းဒေါ်လာ100ရတယ်တချို့သူတွေကဒေါ်လာ200ရတယ်အဲ့တော့ကျွန်တော်တွေ့တာတော့ဒေါ်လာ100နဲ့200ဝေါ်ကျင်ကြားဒေါ်လာတွေရပေါ့နော်ဆိုတော့ညီကိုတို့ကဒေါ်လာရတယ်ဆိုလို့ရှိရင်ဘယ်လောက်ရခဲ့တာလဲအဲ့လိုမှမဟုတ်ပဲနဲ့အခုလိုမျိုး alpha point ကဘယ်လောက်ရတာပြီးသွားပြီလဲဆိုတာကို comment box မှာရေးခဲ့ပေးပါဦးတခြား update တွေသိရရင်လည်းကျွန်တော်ထပ်ပြီးတော့မျှဝေပေးပါမယ်ဆိုတော့ညီကိုတို့အနေနဲ့ကအခုလိုမျိုး airdrop လေးတွေ alpha point ကနေပြီးတော့ airdrop လေးတွေရချင်နေဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါမယ် trading လောက်တိုင်းမှာ 10% discount ရတဲ့ referral rate ကိုကျွန်တော်ဒီ video description မှာထည့်သွင်းပေးထားပါမယ်ပြီးတော့မနေ့ပြန်မေလ20ရက်နေ့ပေါ့နော်အဲ့ဒီမေလ20ရက်နေ့မှာကျွန်တော်ရဲ့ referral code ကိုအသုံးပြုပြီးတော့ account ဖွင့်တဲ့သူတိုင်းက$6ရရှိမှာဖြစ်ပါတယ်ပထမ KYC အောက်သွားတယ်ဆိုလို့ရှိရင်$3ကိုရရှိမှာပါနောက်ထပ် trading volume $25ဖို့ထပ်ပြီးတော့ trading လုပ်တယ်ဆိုလို့ရှိရင်နောက်ထပ်$3ဖို့ထပ်ပြီးတော့ရရှိအောင်ပါစုစုပေါင်း$6ကိုရရှိမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ account လေးဖွင့်ပြီးတော့ချက်ချင်းဖွင့်ပြီးတာနဲ့ချက်ချင်းreward တွေရရှိမှာဖြစ်ပါတယ်ကိုယ့်ရဲ့ reward hub ထဲမှာဝယ်စစ်ကြည့်လို့ရပါတယ် okay ပါဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ